ကတော့ဟိုင်းကြီးကျွန်းပေါ်ကမဟာကန်ဒူးအန်တာဖျားပေါ့နော်ဖျားရှိတဲ့ဘုံကြီးကျောင်းဝင်တွင်ကဆရာတော်ဒီနောက်မှာလေဒီမူဒရာတွေပေါ့နော်ဖုံးမြော်လို့ရတယ်ဆိုလို့လာခဲ့ကြတာပါမူဒရာပုံစံမျိုးစုံပေါ့နော်ရှိတဲ့ဖျားတွေကိုတည်ထားတဲ့နေရာဖြစ်ပါတယ်ဒါကတော့အပြန်မှာမုံတီသုံးဆောင်လို့ရတယ်ဆိုတဲ့နေရာလေးဖြစ်ပါတယ်အပြင်မှာအရန်လူအေးချမ်းပါတယ်ရှင်ဒီလေကားပေါ်တက်ကြည့်မယ်နော်ဘာရှိမလဲတော့မသိဘူးဒီလေကားပေါ်မှာကတော့အချက်တက်ကြည့်မှသိမှာပေါ့နော်ရသလောက်လေးတက်ကြည့်ကြမယ်ရှင်ဟုတ်မြင်တော့မြင်ပဲဒါလေကားပေါ်ကနေမြင်ရတဲ့ view တချို့ပါဖျားရွက်ပွားတော့တဆူတည်ထားပါတယ်ဒီမှာနန်းနာနေထိုင်ဖို့ပေါ့နော်ထိုင်ကုန်လေးတွေလည်းလုပ်ပေးထားတယ်လေကားပေါ်တန်ပြီးတော့နည်းနည်းမောဟိုက်တန်ပါနေတာပေါ့နော်သူကအပေါ်မှာတော့ဘာမှမရှိတော့ဘူးကျိုးတာဟာတယ်ပေါ့နော်ဒီမှာကားလမ်းမပေါ်ရောက်သွားပြီနဲ့ကားတန်တွေကြားနေရတယ်ခြံခတ်ထားတယ်ဆန်ဆူးကျိုးကာထားတယ်ပေါ့နော်ဆိုတော့ဘာမှမရှိတော့ဘူးပေါ့နော်ဒါကတော့ဒီကနေမြင်ရတယ်ဟိုင်းကြီးကျွန်း view လေးပဲဖြစ်ပါတယ်ရှင်ကဲဘာမှမရှိဘူးဆိုတော့အပြင်ဆင်တော့မယ်ကဲဒါပေါ့နော်မဟာကန်ထူးအန်တာဖျားဝင်နောက်ဘက်ကမူဒရာဖျားကြီးရှိတဲ့နေရာပေါ့နော်ဒီအန်ဒီတို့ကနေပြီးတော့ဒါလာတဲ့သူတွေတိုင်းကိုဒီလိုကျွေးတယ်လို့သိရပါတယ်အခုဒါစီခမင်းနဲ့လက်ဖက်တုပ်လေးစားမှာဖြစ်ပါတယ်ရှင်ကဲစားလိုက်ပါမယ်ရှင်ပုံမှန်ဆိုမုံတီတော့ကျွေးပေမဲ့ဒီနေ့ကတော့စီထမင်းနဲ့လက်ဖက်တုပ်လေးကိုကျွေးဖြစ်တဲ့နေ့ပါတဲ့ကိုရီလည်းရောက်တုံးရောက်ခိုင်းမှုဆွဲခဲ့ပါတယ်စီထမင်းဒီဟာဖုန်းထဲယူလာလိုက်ပါအလူရှင်နေပေါ့နော်လာရင်လာတယ်လို့မျိုးဒါနာပြုရလို့သိရပါတယ်ဒါတော့ဒီနေ့ကိုရင်းနဲ့ကန်ဆယ်လို့ပေါ့နော်ဒီဘက်ကိုရောက်လာရင်လည်းသူရဲ့ဒီစီးသမီးလေးစားပြပါရရှင်ဒီကြမ်းရရန်တောက်လို့ကောင်းတယ်ဆက်စားလိုက်ပါအောင်မယ်ဒီနေရာလေးကိုအတိအကျပြောရမယ်ဆိုလို့ရှိရင်တော့ဟိုင်းကြီးကျွန်းမဟာကန်ထူးအန်တာဖုန်ကြီးကျောင်းနောက်ဘက်မှာရှိတဲ့မူဒရာစင်တူတော်တွေရှိရာနေရာမှာနေ့စဉ်စတုတီတာကျွေးနေတာဖြစ်ပါတယ်မဟာကန်ထူးအန်တာဖျားကျောင်းမှာလည်းဖျားရဲ့ဓာတ်တော်ဆွဲတော်တွေကိုဒီလိုလေ့လာနိုင်ပါသေးတယ်ဖုန်ကြီးကျောင်းနဲ့ဝင်လေ့လာရင်နောက်ဘက်ကစတုတီတာတစ်ခါတည်းဝင်ဆွဲသွားလို့ရပါတယ်ရှင်